Plot Fusion ကနေကြိုဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးကဲစားလိုက်ကြရအောင်မေဖြစ်သူဟာသားဖြစ်သူရဲ့ခေါင်းပေါ်မှာရုတ်တရက်ကနန်းတန်းကြီးတစ်ခုကိုသတိထားမိသွားပါတယ်ဒါဟာဘာကိုဆိုလိုမှန်းလဲသူလုံးဝနားမလည်ခဲ့ပါဘူးနောက်တော့ចောင်းသွားမဲ့လမ်းမှာလူတိုင်းရဲ့ခေါင်းပေါ်မှာတင်မကပဲခွေးလေးရဲ့ခေါင်းပေါ်မှာပါအဲ့ဒီလိုကနန်းတွေရှိနေတာကိုတွေ့လိုက်ရပါတယ်သူကလည်းသားဖြစ်သူရဲ့ခေါင်းပေါ်ကကနန်းကိုလှမ်းကြည့်လိုက်တော့နှစ်ရဆက်တက်တဲ့ဒါနဲ့ပဲသူမတကူလုံးဝေခွဲမရဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲခေါင်းပေါ်မှာ903ဆိုတဲ့ကနန်းနဲ့ចောင်းသားတစ်ယောက်ဖြစ်လျှောက်သွားပါတယ်။သားဖြစ်သူကဒီအကိုကြီးဟာចောင်းမှာအဆင့်တရတဲ့သူဖြစ်ပြီးစာမေးပွဲမှာ903မှတ်ရထားတာလို့အမေဖြစ်သူကိုပြောပြလိုက်ပါတယ်။အဲဒီတော့မှအမေဖြစ်သူလည်းဒီကနန်းတွေဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်တွေဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမသားလေးရဲ့အမှတ်ကတော်တော်လေးနည်းနေတာမို့စိုးရိမ်စိတ်တွေတားမရစီးမရဖြစ်လာခဲ့ပါတော့တယ်။ဒါနဲ့သားဖြစ်သူကိုအတင်းဆွဲခေါ်ပြီးအဲ့ဒီစာတော်တဲ့ចောင်းသားနဲ့သွားစကားပြောခိုင်းပါတော့တယ်။စကားနည်းနည်းပါးပါးပြောပြီးတာနဲ့တင်သားဖြစ်သူရဲ့ခေါင်းပေါ်ကအမှတ်ကတကယ်ပဲတက်လာခဲ့ပါတယ်။ဒါကိုမြင်တော့အမေဖြစ်သူလည်းအယမ်းကိုပျော်သွားပြီးသားဖြစ်သူစာကိုပဲဇောက်ချလုပ်နိုင်အောင်အလုပ်ကနေပါထွက်လိုက်ပါတော့တယ်မနက်တိုင်း9နာရီခွဲဆိုတာနဲ့သားဖြစ်သူကိုစာဖတ်ဖို့နှိုးပါတော့တယ်ဒီနီလန်းကတကယ်ပဲထိရောက်ခဲ့ပြီးသားဖြစ်သူရဲ့အမှတ်တွေဟာတရိပ်ရိပ်တက်လာခဲ့ပါတယ်သားဖြစ်သူငိုက်လာတိုင်းလဲမအိပ်မိအောင်ပြန်နှိုးတတ်ပါသေးတယ်ဒါရင်မကသေးပါဘူးညံကောင်းစေမဲ့အားစိမ့်မုံတွေကိုပါလှုပ်ကြွေးပါသေးတယ်အဲ့ဒါကိုစားပြီးတဲ့နောက်မှာတော့သားဖြစ်သူရဲ့အမှတ်က250အထိကိုခုန်တက်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အမေဖြစ်သူဟာသားကိုနေတိုင်းစာလုပ်ဖို့ပို့ပြီးဖိအားပေးလာပါတော့တယ်။အချိန်တန်ကြာတော့သားဖြစ်သူဟာဆရာမရဲ့ချီးကျူးတာကိုခံခဲ့ရပါတယ်။အတန်းထဲမှာအောက်ဆုံးကနေအလေအလက်အဆင့်ထိရောက်လာခဲ့တာမို့အတန်းဖော်တွေရဲ့လေးစားမှုကိုပါရရှိခဲ့ပါတယ်။လူတိုင်းကသူ့စီလာပြီးစာမေးခွန်းတွေလာမေးကြတာကြောင့်သူ့ကိုယ်သူယုံကြည်မှုတွေလည်းတော်တော်လေးတက်လာခဲ့ပါတယ်။နောက်ပိုင်းဆိုရင်ဘယ်သူမှခိုင်းစရာမလိုပဲလေ့ကျင့်ခန်းစာရွက်အချက်30ကျော်ကိုတောင်အလိုလိုပြီးအောင်လုပ်နိုင်လာခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုဖြစ်လာပါတယ်။သူ့ရဲ့အမှတ်က955မာတင်ရက်နေပြီးဘလောက်ပဲစူးစမ်းဒီထက်ပိုပြီးတက်မလာတော့ပါဘူး။အဲဒီညမှာတော့သားဖြစ်သူဟာစိတ်ပန်းဖြေဖို့အတွက်သူ့ရဲ့ဂီတာလေးကိုကောက်ကင်လိုက်ပါတယ်။ဒါပေမဲ့ဂီတာကင်လိုက်တာနဲ့သူ့ရဲ့အမှတ်တွေကပြန်ကျလာပါတော့တယ်။ဂီတာကိုပြန်ချလိုက်မှပဲအမှတ်ကျတာရပ်သွားခဲ့ပါတယ်။မိမိရဲ့အနာဂတ်နဲ့အိမ်မက်တွေအတွက်သားဖြစ်သူဟာသူအသက်ထက်ချရတဲ့ဂီတာလေးကိုရိုက်ခွဲပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အံ့ဩစရာကောင်းတာကဂီတာလေးကျိုးသွားတာနဲ့သူ့ရဲ့အမှအက600အထိခုန်တက်သွားတာပါပဲ။အဲဒီနောက်ပိုင်းမှာတော့သားဖြစ်သူဟာသူနှစ်သက်မြတ်နိုးတဲ့အရာမှန်သမျှကိုတစ်ခုပြီးတစ်ခုဖျက်ဆီးပါတော့တယ်။အမေဖြစ်သူဟာသားဖြစ်သူရဲ့ပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရသလိုဝေခွဲမရလဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနေ့လယ်မှာပဲအိမ်နီးနားချင်းကကလေးတယောက်ဟာစာရီအရန်လှုပ်လွန်းလို့လေကားပေါ်ကနေလိမ့်ကျသွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာအမေဖြစ်သူဟာလေကားရင်းမှာလဲကျနေတာမိမိရဲ့သားလေးများလားဆိုပြီးထင်အောင်ထင်မှားဖြစ်သွားခဲ့ပါတယ်။သူမလည်းကြောက်လန့်နဲ့အိမ်ကိုအမြန်ပြေးပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့သားဖြစ်သူကစာကိုပို့ပြီးအာယုံစိုက်နိုင်ဖို့အတွက်ခေါင်းတုံးနေတာကိုတွေးလိုက်ရပါတယ်။အမေဖြစ်သူဟာစွန့်ပြီးကြောက်ရွံ့လိုတောင်းကြီးဖြစ်သွားခဲ့ရပါတယ်။သားဖြစ်သူစိတ်ပိုင်းဆိုင်ရာတစ်ခုခုဖြစ်သွားပြီလားဆိုပြီးသူမတကယ်ကိုကြောက်လန့်သွားခဲ့တာပါ။ဒါနဲ့ပဲသားဖြစ်သူကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်သူအကြိုက်ဆုံးညစာသွားကြွေးပါတော့တယ်။ဒါပေမဲ့သားဖြစ်သူကတော့လုံးဝမပျော်ရှာပါဘူး။ဒီအစားအသောက်တွေကအုံနောက်ကိုအထောက်အကူမပြုတ်ဘူးလို့ပြောပါတယ်။သူတို့နှစ်ယောက်စကားများနေတော့မှပဲအမေဖြစ်သူကလမ်းဘေးသချင်းဆိုသူတယောက်ကိုသတိထားမိသွားပါတယ်။ဒါနဲ့အဲ့ဒီလူစီကဂီတာကိုခဏငါပြီးသားဖြစ်သူစိတ်ပန်းပြေအောင်ပေးလိုက်ပါတယ်။ဒါပေမဲ့သားဖြစ်သူကတော့ဂီတာကိုလွှင့်ပစ်လိုက်ပြီးစာလုပ်ဖို့အိမ်ကိုပဲအပြေးလွှားပြန်သွားခဲ့ပါတယ်။အမေဖြစ်သူဟာသားဖြစ်သူအတွက်အရန်ကိုစိုးရိမ်ပူပန်သွားပြီးသားရဲ့အဖွဲဟောင်းကတငယ်ချင်းတွေကိုဖုန်းဆက်ကစင်မြင့်အသေးလေးတစ်ခုကိုဖန်တီးပေးလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့သားဖြစ်သူရဲ့အကြီးမားဆုံးအိမ်မက်ကအတန်းဖော်တွေရှိမှတချင်းဆိုပြဖို့ဆိုတာသူမကောင်းသိနေလို့ပါပဲ။ဆောင်မေးပွဲကြီးမဖြေခင်မှာတော့သားဖြစ်သူကအမေသားတချင်းဆိုရင်အမှတ်တွေအများကြီးကျသွားမှာလားလို့စိုးရိမ်တကြီးနဲ့မေးရှာပါတယ်။တချင်းဆိုနေတော့သူ့ရဲ့အမှတ်တွေအဟုန်ထဲကျဆင်းနေတာကိုမြင်နေရပေမဲ့အမေဖြစ်သူကတော့ပြုံးလေးနဲ့မကြပါဘူးသားရဲ့အမှတ်20တောင်တက်လာသေးတယ်လို့လိန်ညာပြီးအားပေးလိုက်ပါတော့တယ်အဲဒီတော့မှသားဖြစ်သူလည်းစိတ်သက်သာရသွားပြီးသူမက်ခဲ့ရတဲ့အိမ်မက်စင်မြင့်ထက်ကိုလှမ်းတက်သွားခဲ့ပါတော့တယ်စင်ပေါ်မှာတောက်ပနေတဲ့သားဖြစ်သူကိုကြည့်ပြီးအမေဖြစ်သူရဲ့စိတ်ထဲမှာတကယ်ငြိမ်းချမ်းမှုကိုခံစားလိုက်ရပါတယ်စာမေးပွဲအမှတ်တွေကအရေးကြီးတာမှန်ပေမဲ့ကလေးတယောက်ရဲ့ပျော်ရွှင်မှုကထိုထက်မကပိုပြီးအရေးကြီးပါတယ်